အဖေဖလားပွဲစဉ်ကတော့နီကိုကွန်ဆာလက်ရဲ့အကောင်းဆုံးအဝေးကစ်ကန်ချက်နဲ့ဒိုကူတို့ရဲ့ဒါအဝေးကစ်ကန်ချက်ပါပဲဒိုကူလည်းအေရီယာဆက်ကနေကန်တော့ပါတယ်သူတို့နှစ်ယောက်ရဲ့3ဂိုးနဲ့ရင်တမမနဲ့ကျွန်တော်တို့ဒါအနိုင်ရရှိခဲ့ပြီးတော့ဆောက်တော့တန်အသင်းကိုအနိုင်ရပြီးတော့ကျွန်တော်တို့အဖေဖလားဖိုင်နယ်ကိုရောက်နေပါပြီဟိုဘက်ကဒလီနဲ့ချက်စီကြိုက်တဲ့ကောင်တက်လာခဲ့ဘယ်ကောင်ဖြစ်ဖြစ်အေးစေးနိုင်လို့ရပြီဖိုင်နယ်ကိုရောက်ပြီးတော့ဒါကျွန်တော်တို့ဖလားရဖို့အတွက်တေချာတော့ဒါတဝက်တေချာယူရပြောရမယ်ဆိုလို့ရှိရင်ဖိုင်နယ်ရောက်ပြီဆိုကြတဲ့အဲ့တော့အဖေဖလားတော့ပြောစရာအများကြီးရှိခဲ့တယ်ပွဲရလည်းတကယ်ကိုမြန်မာစံပထမပိုင်းမှာဆိုလို့ရှိရင်ဆောက်တော့တဲ့အသင်းရဲ့ရုံအားတွေကြောင့်မစီးတင်းနည်းနည်းလေးတိုင်ပတ်ခဲ့တယ်တိုင်ပတ်တယ်ဆိုတာလည်းပွဲစဉ်မှာထည့်လာတဲ့လူစင်းကအကုန်လုံးကချာကီနဲ့မတ်တီရဲ့နုမြတ်လဲလို့အကုန်လုံးကဒါအရန်လူစင်းတွေကိုပါတီလာထည့်သုံးကြည့်တယ်အဆင်ပြေမလားလို့စမ်းသပ်လိုက်တယ်တကောင်းမှသုံးစားမရဘူးနောက်ကိုသမားဖြစ်တဲ့ဒီချင်းချောဖို့ကလွယ်လို့ကျန်တဲ့ကောင်တကောင်းမှသုံးစားမရဘူးဖိုရန်အရှင်တော့အသုံးတည့်တဲ့အတင်းမှာအခုဘာမှသုံးစားလို့မရတော့ဘူးပြီးလို့ရှိရင်ဒီမာမွတ်အကောင်းဆုံးအခွင့်အရေးတွေကိုတလုံးပြီးတလုံးထိုင်ပြုံးတာတကယ်ဖျားစုတိုက်စစ်မှုတကယ်ကမှစောသုံးမကြတဲ့ကောင်မာမွတ်ဆက်သုံးစားမှာပြီးရင် Ranger တယောက်ရှိတယ်မဲတော့ bicycle kit တွေပိုင်းနဲ့ကန်ညာလကအဖိုးတွေဘောလုံးလောကမှာဘောလုံးကိုဘလို့ကိုသွင်းမလဲပဲမတွေ့ပဲနဲ့ပောက်ကြရလျှောက်လို့ပြီးရင်ဆက်ပြီးနဲ့အဲ့တော့အရန်လူစင်းတွေတယောက်မှသုံးစားမရတဲ့အခြေအနေတခုမှာကွာစီလာဒုတိယပိုင်းအရောက်မှာဒါကျွန်တော်တို့ဒိုကူနဲ့စာပင်ညိုတို့လိုကစားသမားတွေကိုကောက်ချက်လိုက်တယ်ဟိုသုံးမရတဲ့ကောင်တွေထုတ်ပလိုက်တယ်ဗျာသိရမလားအဲ့တော့ဒိုကူနဲ့စာပင်ညိုဝင်လာတဲ့အချိန်မှာတောင်ပန်ကြီးကနေတောက်လျှောက်ဖောက်တယ်တောက်လျှောက်ဖောက်တယ်ဖောက်ပြီးတော့ဒီကိုရရှိဖို့အတွက်ခွင့်ရည်တွေအများကြီးရတယ်မမ်မို့စ်ကြောက်တဲ့ထိုင်ဖြုံးတယ်မမ်မို့စ်ကြောက်တဲ့ထိုင်ဖြုံးတယ်အဲ့တော့ကွာစီလာတိတ်အားမရဘူးထပ်ပြီးတော့တခါသူဒီဟာလန်နဲ့နီကိုအိုရိုင်းလီတို့ကိုထက်ထည့်တယ်ထက်ထည့်တဲ့အချိန်မှာလည်းတိုက်တယ်ဒုတိယပိုင်းမှာတောက်လျှောက်တိုက်တာပွဲပြီးကန်ကြီးတွေတိုက်လေပွဲမြိုင်လေအဲ့မှာဒုတိယပိုင်းတိုက်တဲ့အချိန်မှာပဲဟာလန်တို့ဘာလို့ဝင်လာပြီးတိုက်တဲ့အချိန်မှာပဲဒါထပ်ပြီးတော့အပိုင်ခွင့်တွေရတယ်ထပ်ဖြုံးတဲ့လူကဘယ်သူလဲဆိုလို့ရှိရင်ဒါမာမွတ်စ်ပဲတောက်လျှောက်ဖြုံးတာတလုံးပြီးလုံးဖြုံးတာအပြီးရင်ဒီအဲ့ဟာလန်တို့ဝင်လာပြီးတိတ်မကြောက်ဘူးကျွန်တော်တို့ဒါဆောက်တန်းတကိုးပြန်ရသွားတယ်ဒီချာကီစီကနေအမှားနေပြီးတော့ဒါသွန်းသွားတာတကယ်လည်းကောင်းမွန်တဲ့ကိုပါဆော့တန်ကိုရပြီးတိတ်မကြဘူးဒါဒူကူကဒီ16ခိုင်အဆက်ကနေပြီးတော့ဒိုတော့ကန်သုံးသွားလို့ဒါအခြေပါကိုပြန်ရတယ်အပြီးလို့ရှိရင်ဒါထပ်တိတ်မကြဘူးဒီကိုကွန်းစားလက်တကယ်ကောင်းမွန်တဲ့ကိုအဝေးကကြီးပြာဒီလားဒီ16ခိုင်ဟိုးအကျော်ကြီးကနေပြီးတော့အဝေးတော်ဝေးပါတယ်အရင်တော့ကျွန်တော်အသင်းမှာဒီ company တို့ business company တို့rotary တို့ကန်ခဲ့တဲ့သုံးခုမျိုးကြီးနဲ့ကန်ထုတ်သွားတာတကယ်ကိုကြိုက်တယ်အဲ့လိုမျိုးပြတ်ပြတ်သားသားကန်ပါပထမပိုင်းမှာဟိုကောင်ကြီးကန်နေပျော့တီပျော့ဖန်းနေမမော့စ်တို့ radar တို့ကန်တာသုံးလို့စားလို့ကိုမရဘူးစောက်တလွဲတွေဘောလုံးကန်တာကိုသွန်းတာအဲ့တော့ဒီဟာလန်နဲ့sorry rain ဒီဗာလဲဒိုကူနဲ့ဒီကိုကစားလက်3ခုနဲ့ဒါကျွန်တော်တို့ condition တွေလုပ်ပြီးတော့ဒါကျွန်တော်တို့ဆောက်တန်အသင်းကိုအနိုင်ရပြီးတော့ FA Plus Final ကိုတက်ခဲ့ပြီးဖြစ်ပါတယ်တစ်ဖက်ကလည်းကျွန်တော်တို့ဒါ Arsenal အသင်းကဒီကပ်ပြီးတော့ဒါနိုင်သွားတယ်ပေါ့ဗျာနယူကာဆယ်လည်းသူတို့နှစ်ပွဲကလည်းအရန်ကောင်းပါတယ်နယူကာဆယ်လည်းတော်တော်ကိုဂိုးပေါက်ကန်သွင်းမှုအများကြီးနဲ့ကိုမှအာဆင်နယ်ကိုဖိအားပေးခဲ့တယ်ဒါပေမဲ့လည်း 1C ဆိုရလက်နဲ့ပဲအာဆင်နယ်ကပဲဒါအစည်းရဲ့3ခုနဲ့ပဲအနိုင်ရရှိပြီးတော့ယာကိုပေကိုမန်စီးတီးချက်တမတ်အသားနဲ့သူတို့ကဇယားကိုပြန်ပြီးတော့ဒါဥဆောင်နေပြီဖြစ်ပါတယ်မန်စီးဘက်နေဒါကျွန်တော်တို့မန်စီးအသင်းကတော့နောက်ဘက်ပွဲစဉ်တွေမှာဒါထပ်ပြီးတော့စူးစမ်းအောင်မှာဖြစ်ပါတယ်ပရီးမီးယားလိဂ်မှာဖလားလုပ်ခြင်းတော့ယာကိုပေကိုလည်းညမှတ်တော့အောင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါလက်ရှိ FA ဖလားတဲ့ final ရောက်ထားပြီဆိုတော့ဘာဖြစ်အသင်းဒီရာဒီအောင်မြင်မှုကတော့ကောင်းတယ်လို့ပြောလို့ရပါတယ်ဒီည FA ဖလားပွဲစဉ်နဲ့ရင်သမားမှနဲ့ကြည့်ကြရပြီးပွဲပြီးကန်ဒီမှာမြိုင်ဆောင်မှုများစွာနဲ့တကယ်ကိုမှကောင်းမှုနဲ့ဒီ senior player တွေပေါ့ first line နဲ့ကစားသမားတွေဟာလန်တို့ဒိုကူတို့ဒီအဖွဲ့တွေဝင်လာမှပဲပွဲရမြန်မြန်ဆိုင်ဆိုင်နဲ့ကိုကျွန်တော်တို့ဒါချီလို့ကောင်းခဲ့တာဖြစ်ပါတယ်ပွဲပြီးကန်ဒီဆိုလို့ရှိရင်တော့ဒီဆော့တန်ကိုသမားဆိုလို့ရှိရင်ရှေ့ဒီမှာတက်လာပြီးတော့ဂိုးပေါက်ကြီးကိုလွတ်ထားခဲ့တာအဲ့ဒါကြီးကိုဒိုကူတို့ဘာလို့ဆွဲသွားတယ်တကယ်မကိုးပြအဲ့ကိုကြီးတွေရလိုက်ရမှာတိလားဘာဖြစ်ဖြစ်ကျွန်တော်တို့ FA Final ကိုရောက်ခဲ့ပါပြီတစ်ဖက်က Arsenal ကလည်း Premier League မှာဒါဒီ Newcastle ကိုနိုင်သွားလို့ 1C ဆိုရလက်နဲ့ကတ်နိုင်သွားလို့ယာကိုပေးကတော့အများကြီးမကွာသေးဘူးကျွန်တော်တို့ဒါထပ်ပြီးတော့အများကြီးဖိုက်လို့ရပါတယ်ဗျာမစင်ဖိုက်ဒီမှာ